အားလုံးပဲမင်္ဂလာပါဂျာကီတန်လန်ဝိတ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတစ်ခါဗီဒီယိုလေးမှာကကြတော့ဒီလဲအတန်ပြီးနဲ့စရာအားပေါင်းပြီးတော့အတန်ထွက်ဖို့လေးကိုပြောပြသွားမယ်နော်ဟုတ်ပြီအလဲတန်ပြီးအုပ်စုဟုတ်ပြီနော်အခုပြထားတာကဒီအလဲတန်ပြီးအုပ်စုတွေနော်ဒီပြီးအုပ်စုခွဲနည်းကိုသိချင်ရင်တော့ဒီမှာအရင်တင်ထားတဲ့ဗီဒီယိုလေးရှိတယ်နော်ဒီပြန်ပြီးတော့လေ့လာချင်တယ်ဆိုရင်အခုဗီဒီယိုအောက်မှာ comment မှာဒီပြီးအုပ်စုခွဲတဲ့ဗီဒီယိုသင်ခန်းစာ link ကိုချပေးထားမယ်နော်ပြန်ပြီးတော့ share ရလွယ်အောင်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကြည့်လိုက်ကြအောင်နော်ဒီမှာဆိုရင်ကောအားဆိုရင်ကာကြောအားဂျာဒေါ်အားဒါတောအားတာဒေါ်အားဒါတောအားတာဘောအားဘာပေါ့အားပါအော်အားအာဟုတ်ပြီနော်ဒါကလွယ်တယ်နော်ဒီအခုပေါက်ထားတဲ့ဒီဘီးနဲ့တရာကိုပေါင်းပြီးတော့ဒီဘီးတွေရဲ့ပေါ်မှာဒီဘီးတွေပေါ်မှာ1 U လေတွေတင်လိုက်ရင်ဘယ်လိုအတန်ပြောင်းသွားလဲဆိုတာကိုတော့ကြည့်လိုက်ကြရအောင်နော်ဟုတ်ပြီဒီမှာဆိုရင်3ခုဖြစ်သွားပြီเนาะဒီအလဲတန်ကြီးရယ်ပေါင်းမယ်ပြီးတော့စရအားတရနဲ့ပြီးတော့နောက်တစ်ခု1 U လို့ခေါ်တဲ့ဒီဘယ်လိုခေါ်ရမလဲ1 U ဆိုတာအတန်ပြောင်းသင်္ကေတပေါ့နော်အဲ့ဒါလေးတွေနဲ့ပေါင်းရင်ဘယ်လိုအတန်တွေပြောင်းသွားလဲဆိုတာကိုကြည့်လိုက်ကြရအောင်เนาะဟုတ်ပြီเนาะဒီမှာအခုပြထားတာဒါလေးတော့1 U လေးတွေပေါ့နော်ဒီ1 U သင်ခန်းစာကိုပြန်ပြီးလေ့လာချင်တယ်ဆိုရင်အေး data တဲ့ဗီဒီယိုရှိတယ်ဟုတ်ပြီနော်ဒီအောက်မှာလည်းဒီဗီဒီယိုအောက်မှာလည်းပြန်ပြီးတော့ share လွယ်အောင်လို့အလေးချပေးထားမယ်နော်ဟုတ်ပြီနော်ဒီမှာဆိုရင်သူ့ကိုဘယ်လိုခေါ်လဲဆိုရင် my 8ဒီတိုချောင်းလေးတစ်ချောင်းပဲပြီးတော့ဒီမှာ my ထိုmy 3 my ကြတဝါဒီအတန်လေးမျိုးရှိတယ်နော်ဟုတ်ပြီဒါဆိုရင်ကြည့်လိုက်ကြအောင်နော်ပေါင်ပြီးတော့ဘယ်လိုအတန်လေးပြောင်းသွားလဲအတန်ထွက်ကဘယ်လိုဖြစ်သွားလဲဆိုတာကိုလက်တွေ့ပေါင်းကြည့်ရအောင်နော်ဒီမှာဆိုရင်ကောအားဆိုရင်ကာကောအားကာကောအားမိုက်အေကာအဲ့လိုဖြစ်သွားကာကောအားမိုက်ထုံကာကောအားမိုက်တလီကာကောအားမိုက်ကြတဝါကာဟုတ်ပြီနော်အတန်ပြောင်းသွားတာတွေကိုတတိထားမိတယ်နော်ကာ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 ရမယ်နော်ဒီမှာလည်းအဲ့လိုပဲကြောအားဆိုတော့ဂျာကြောအားမိုက်အေဂျာကြောအားမိုက်ထုံဂျာကြောအားမိုက်တလီဂျာကြောအားမိုက်ကြတဝါဂျာ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 အဲ့လိုပြောသွားတယ်နော်ဟုတ်ပြီနောက်တစ်ခုဒေါ်အားဒါဒေါ်အားမိုက်အေဒါဒေါ်အားမိုက်ထိုဒါဒေါ်အားဒီမှာစရာကြံခဲ့တယ်နော်ဒီမှာဟုတ်ပြီနော်ဒေါ်အားမိုက်3ဒါဒေါ်အားမိုက်7ဒါ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 နောက်တစ်ခုဒေါ်အားတာဒေါ်အားမိုက်8တာဒေါ်အားမိုက်ထိုတာဒေါ်အားမိုက်3တာဒေါ်အားမိုက်7တာဟုတ်ပြီနော်ဆိုတော့တာ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 ဟုတ်ပြီနော်နောက်တစ်ခုဒီမှာဒေါ်အားဒါဒေါ်အားမိုက်ဒါဒေါ်အားမိုက်ထိုဒါဒေါ်အားမိုက်3ဒါဒေါ်အားမိုက်7ဒါတာ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 နောက်တစ်ခုဒေါ်အားတာဒေါ်အားမိုက်တာဒေါ်အားမိုက်ထိုတာဒေါ်အားမိုက်3တာဒေါ်အားမိုက်7တာ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 ပြီနော်ဘောအားဘာဘောအားမိုက်ဘာဘောအားမိုက်ထိုဘာဘောအားမိုက်3ဘာဘောအားမိုက်7ဘာ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 ဘောအားဘာဘောအားမိုက်ဘာဘောအားမိုက်ထိုဘာဘောအားမိုက်3ဘာဘောအားမိုက်7ဘာဘာပါ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 အတန်လေးမြင့်ကိုတေချာလိုက်မှန်းနော်ဟုတ်ပြီနောက်တစ်ခုအော်အားဆိုတော့အော်အားမိုက်အာအော်အားမိုက်ထိုအော်အားမိုက်3အော်အားမိုက်7အာ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 ရမယ်နော်ဟုတ်ပြီဒါဆိုရင်ဒီသင်ခန်းစာကဒီလောက်ပဲပဲနော်ပြီးတော့နောက်တစ်ခုပြန်ပြောမယ်နော်ဒီအခုပြထားတဲ့ဒီလိုမျိုး
when you သင်ခန်းစာသေးတဲ့ video ရှိတယ်နော်တက်ပြီးတော့ပြောမယ်အဲ့ဒီမှာပြန်လေ့လာချင်တယ်ဆိုရင်သွားရှာလို့ရတယ်ဒီ video file အောက်မှာလည်းပဲ link လေးတွေချပေးထားမယ်နော်ပြီးတော့နောက်တစ်ခု video အစုခွဲနည်းလေးလည်းရှိတယ်နော်ဒီမှာသေးတဲ့တင်ပေးထားတာလေးတွေရှိတယ်ဒီအောက်မှာပြန်ပြီးတော့ထည့်ပေးထားမယ်နော်ပြန်ပြီးတော့သေးစိတ်လေးလာလို့ရအောင်ပြန်ပြီးအောက်မှာလေးချပေးထားမယ်နော်အားလုံးကိုကျေးဇူးတင်တယ်နောက် video မှာပြန်လည်ပြီးတော့ဆိုတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးပါ